ကမ္ဘာဓာတ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်အတိအမှတ်ပြုခြင်းခံထားရတဲ့ထိုင်းဆွန်ခရန်တင်းကြံပွဲတော်မှာစင်ပေါင်းဘီဝတ်ကြဖို့ထိုင်းဝန်ကြီးချုပ်ကတိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံးပွဲတော်ဖြစ်တဲ့ဆွန်ခရန်တင်းကြံပွဲတော်ကိုထိုင်းနိုင်ငံချင်းမိုင်မြို့တော်မှာတလကြာကျင်းပသွားမယ်လို့လည်းဆိုပါတယ်။ထိုင်းနိုင်ငံရဲ့အထင်ကရပွဲတော်ကိုနိုင်ငံခြားခီးသွားတွေတန်းချီဝင်ရောက်ဆင်နွှဲဖို့ရှိနေချိန်မှာအခုလိုထိုင်းစင်ပေါင်းဘီကိုဈေးကွက်ဖြန့်လာတာပါ။ထိုင်းဝန်ကြီးချုပ်ရဲ့ပြောကြားမှုကြောင့်စင်ပေါင်းဘီဟာဈေးကွက်မှာရောင်းလို့အားကောင်းလာနေပြီးထိုင်းဆွန်ခရန်ပွဲတော်နဲ့တွဲရက်မြင်လာရတော့မှာပါ။ထိုင်းစင်ရုပ်ပေါင်းဘီကိုအင်္ဂလိပ်လိုထိုင်း elephant ပန့်သို့မဟုတ်ထိုင်း haram ပန့်လို့ခေါ်ကြပါတယ်။တချို့နေရာတွေမှာထိုင်း fishman ပန့်လို့လည်းခေါ်ကြပါသေးတယ်။ထိုင်းဆွန်ခရန်ပွဲတော်ကိုလာမယ့်ဧပြီလ17ရက်နေ့ကနေ15ရက်နေ့အထိထိုင်းနိုင်ငံမှာအကြီးအကျယ်ကျင်းပပြုလုပ်သွားကြမှာပါ။ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုကိုထင်ဟပ်ပြသတဲ့အနေနဲ့လာမယ့်ဆွန်ခရန်ကာလမှာစင်ရုပ်ပုံပါတဲ့ဘောင်းဘီများကိုဝတ်ဆင်ပြီးဆင်နွှဲကြဖို့ထိုင်းဝန်ကြီးချုပ်မက်ပေတောင်တန်ရှင်နာဝတ်ကတိုက်တွန်းထားပါတယ်။ထိုင်းစင်ရုပ်ဘောင်းဘီနဲ့ဆွန်ခရန်ပွဲတော်ကိုတွဲရက်မြင်လာရဖို့ရှိနေပြီးတော့ထိုင်းနိုင်ငံခီးသွွားကန်တာကြောင့်အကျိုးအမြတ်ရရှိလာဖို့ရှိနေပါတယ်။လာမယ့်ဧပြီလမှာမြန်မာနိုင်ငံမှာလည်းတင်းကြံပွဲတော်ကိုဆင်နွှဲကြမှာဖြစ်ပြီးတော့2025ခုနှစ်မှာပိုပြီးကြီးကြီးကျယ်ကျယ်လှုပ်ဆောင်လာဖို့ရှိနေပါတယ်။